933ကထိတ်သေးပဲမိတယ်ဗျာ53လို့ဆိုတာကို5ဘူးလည်းမဖြစ်ဟဲ့လား933ထိတ်နဲ့အဲ့မှာ54တဲ့ဂျားရရနေနော်အဲ့လိုခံလိုက်ရတယ်အဲ့လိုခံလိုက်ရတယ်ဒါပေမဲ့ဒီမှာအပူတွေကထွက်သွားတယ်ဟိုကမွေးကွက်တွေကထွက်သွားတယ်မွေးကွက်တွေကရက်ဆက်မွေးကွက်တွေကရက်ဆက်တယ်ညနေတောင်6ပြိတ်ကြောက်ရတယ်ဗျခွန်9နဲ့36လာအောင်မလားမသိညနေခွန်9နဲ့36ကြောက်ရတယ်ထိတ်ကြီးနေပဲဒီနောက်လိုက်တော့ထိတ်ကြီးဆွဲတဲ့လူတွေပဲဟောထိတ်ကမမှန်ပါဘူး6ခွန်8သေးပါတယ်မမှန်ပါဘူးအဲ့ဒါတော့4ကျန်တာမကတ်တော့ဘူးထင်တာ9နဲ့4နဲ့ကျန်တာပြီးကြတဲ့ဘက်ကလည်းဒီတော့93ကြီးကျန်တာဟုတ်တယ်ဒီ93ကျန်ကနအပြီးထွက်သွားတယ်ပြီးကြတဲ့တောက်ကြတော့တောက်ကြတော့မဟုတ်ပါပြီးကြတဲ့ကြာတာပရိတော့93ကျန်ကနအပြီးထွက်ပြီးတော့နှစ်ဘူးလိုက်တာဒီမှာလည်း93ထွက်သွားတဲ့94အကျန်ကနအပြီးထွက်သွားတဲ့အတွက်ညနေကိုအပူလိုက်တတ်တယ်နော်အပူလိုက်မယ်တနင်္လာနေ့တော့အပူထွက်ထားတဲ့အတွက်နောက်အပူနဲ့မပိတ်မလားအပူပိတ်မယ်အဲ့ဒါလေးသတိထားကြည့်ကြပါဒီမှာအပူထွက်ထားလို့ဒီမှာအပူပိတ်မယ်ကနန်းလဲစုံပြီ10လုံးပြည့်ပြီကနန်း10လုံးပြည့်ရင်အပူထွက်တတ်တယ်သူဖော်မြူလာရအဲ့မှာ6ပြိတ်ကလည်းရှိတယ်ဒီတနင်္လာကနန်းတွေကဒီ6တိကပရိတ်အဖြစ်ပြန်ဆင်းတာ1ပရိတ်တွေပဲဆင်းတာတယ်6ပရိတ်လို့တယ်6ပရိတ်လာရင်6ပရိတ်နဲ့အပူနှစ်ခုအဲ့ဒါပဲလိုက်ရမယ်နော်6ပရိတ်နဲ့အပူ6ပရိတ်ကဒီမှာရွေးထားတဲ့ထဲကခွန်9နဲ့36ခွန်9 36နက်ခတ်4နှစ်အဲ့ဒါထိုးမယ်ခွန်9 36 4နှစ်အဲ့ဒါထုံးညနေကိုခွန်9ရ36 4နှစ်အပူအဲ့ဒါညနေကိုဩကွက်ပေါက်ပါသေးဗျာခွန်9 36 4နှစ်အပူ6ပရိတ်နဲ့အပူနဲ့